မွေးရဘယ်လိုမျိုးလဲကားပိုက်ကောင်ကဘယ်လိုမျိုးလဲ 1 2 3 နောက်တစ်ခုဒေါင်းကဘယ်လိုမျိုးလဲရုံကဘယ်လိုမျိုးလဲ 1 2 3 ဘဲလေးကဘယ်လိုကလဲကလအုပ်ကဘယ်လိုမျိုးလဲ 1 2 3 နောက်ရုံးစီခဲကဘယ်လိုသွားလဲ 1 2 3 ဘလို့ရဘလို့လားတောင်းခဲလားဟာလားလို့ပြောတာအဖေင်းကောက်သွား စင်ကဘယ်လိုမျိုးလဲ 1 2 3 တောက်တဲ့ကဘယ်လိုမျိုးလဲ 1 2 3